ရေးပြား sensitive အရင်ဖြစ်တယ်ပေါ့လောင်းဆို scrub တိတ်ပြီးတော့မလုပ်ရဘူးပေါ့နော်အဲ့လိုမျိုးဆိုရင်ရောလောင်းဒီလိုမျိုးညာလေးစီလေးကိုဘယ်လိုလေး treatment ပြန်ယူလို့ရသေးတယ်ပေါ့အဲ့လိုမျိုးဆိုလို့ရှိရင်တော့အမားတို့ကဒီလိုမျိုးအရင် sensitive ဖြစ်တဲ့သူတွေ dry အရင်ဖြစ်တဲ့သူအဲ့လိုမျိုးဆိုလို့ရှိရင်တော့အမားတို့က scrub ကိုအိမ်မှာလုပ်ခွင့်သိမပေးလို့မရှိဘူးပေါ့နော်တစ်ပတ်ကိုတစ်ရက်တောင်မှအမားတို့ပေးမလို့ဘာလို့လဲဆိုလို့ရှိရင်ဒီ scrub တွေလောက်တာများသွားပြီးတော့ကိုယ့်ရဲ့ skin barrier တွေလုံးဝပျက်စီးသွားနိုင်တယ်ပြီးတော့ငကိုတွေကတောင်ဒီ skin barrier ပြတ်လို့အမားတို့ဘက်ကကုရမှာလေဆိုတဲ့အတွက်ကြောင့်မို့ကိုကလည်းကုသဖို့ကိုစေကန်းနေပိုင်းမလာဖြစ်သေးဘူးဆိုလို့ရှိရင်ဒီ night oil လေးကိုပဲဒီဖောက်ပြီးတော့တစ်လုံးလောက်ကိုပဲလေဒီတစ်မျက်နှာလုံးပဲမျက်တလိမ့်နေဆိုလို့ရှိရင်ရပါတယ်တကယ်လို့ကိုက skin ကအရန်ကို dry ဖြစ်တယ်ဆိုလို့ရှိရင်တော့နှလုံးလောက်လင်းဖို့လင်းကောင်းလိုလိမ့်မယ်ဘာလို့လဲဆိုတော့သူတို့ skin ကဟိုဝင်သွားတာနဲ့လေအရန်ချာတာပေါ့မနေစိတ်ဝင်သွားဟုတ်တယ်အဲ့လိုမျိုးလူတွေဆိုလို့ရှိရင်တော့နှလုံးလောက်လိုနိုင်တယ်အဲ့ဒါဒီသုံးတဲ့ခါကြာလို့ရှိရင်နောက်တော့ဒီမှာဒီရိုးရိုးကအစီရိုးပါလည်းပါတယ်ပေါ့နော်နောက်ဒီမှာဆိုရင် night oil ဆို vitamin E ပါတဲ့ခါကြာတော့နောက်လိမ့်တဲ့ခါကြာလေ movement လေးကိုဘယ်လိုလုပ်အောင်လဲပေါ့နောက်တော့အုံမအရေးဆိုတော့လူတွေဆွဲလိုက်ကြတယ်အစီဆိုရင်တော့ तू ကအဲ့လိုပုတ်ပေးရမှာလားလိမ့်တဲ့နီးလေးပေါ့အမားတို့ဒီ aesthetic ပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်တော့ဒီလိုမျိုးတေချာလေးပုတ်ပေးပြီးလို့ရှိရင်ငိမ်မောင်းလို့လေပြန်ပြီးတော့ဘယ်လိုပြောလဲမရွေ့တော့ပြောလို့ပုတ်ရိုက်တယ်အဲ့လိုမျိုးလေးဖြည်းဖြည်းလေးလုပ်လိုက်တယ်ဆိုတော့ပိုကောင်းတယ်နောက်တစ်ခုကကြာတော့လက်ချောင်းတွေမှာကိုကသုံးမယ်ဆိုလို့ရှိရင် အထူးသဖြင့် sensitive skin ပေါ့နော်သူတို့တွေမှာသုံးမယ်ဆိုလက်ညှိုးမသုံးစေချင်ဘူးနော်လက်ခဏနဲ့ဒီလက်တကြွယ်ဘာဖြစ်လို့ဆိုတော့ဒီနှစ်ချောင်းကကြာတော့လက်ညှိုးလောက်သူကအားမရှိတော့သူပို့ပြီးတော့ကောင်းတယ်ပေါ့နော်ဒီလက်ညှိုးကိုသုံးလိုက်တယ်ဆိုလို့ရှိရင်သူကအရင်ကြမ်းတမ်းတယ်လို့ခံစားရမှာဆိုလို့လေပြီးတော့အားပါသွားနိုင်တယ်ဒီဟာနှစ်ခုရဲမယ်ဆိုလို့ရှိရင်အားနည်းနည်းလေးရောတော့ပို့ပြီးတော့ညင်ညင်တတလေးနဲ့စိတ်ဝင်တာပေါ့နော်ဟုတ်ကဲ့